ChatGPT ကိုတုံးပြီးတော့ကျွန်တော်ကိုကြိုက်တဲ့ပုံကိုပေါ့နော်ဒီလိုမျိုးစတစ်ကာလေးပုံစံလုံနေလေးကိုကျွန်တော်လာပြောပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် ChatGPT ကိုတွားမယ်ပြီးတော့ဒီအပေါင်းလက္ခဏာကိုနှိပ်ပြီးတော့ဒီမှာ add photo ဆိုတာလေးကိုတွေ့ရမယ်ဒါလေးကိုနှိပ်ဒီမှာကိုလိုချင်တဲ့ပုံကိုရွေးပေါ့နော်ကျွန်တော်ကဒီကလေးမပုံစံကိုရွေးမှာဖြစ်ပါတယ် open နှိပ်တယ်ပြီးရင်ကျွန်တော် prompt ကန်လေဒီလိုမျိုး prompt ပေးရတယ်ပေါ့နော်ဒီပုံကိုစတစ်ကာပုံစံ9ပုံစာသားနဲ့တကွလုပ်ပေးပါအဲ့မှာကိုထည့်ချင်တဲ့စာသားတွေထည့်ပေါ့နော်ကျွန်တော်ကမင်္ဂလာပါနောက်တော့စောက်လေကြမယ်မိုးလိုက်တာပူအိုက်တယ်ဘာညာပေါ့ဗျာကျွန်တော်စာသား9မျိုးရေးထည့်တယ်စပိဘာချပြီးတမျိုးကိုစပိဘာချပြီးတော့ရေးတယ်ပေါ့နော်မင်္ဂလာပါဆိုရင်မင်္ဂလာပါပြီးရင်စပိဘာချလိုက်နောက်ပြီးတော့စောက်လဲကြမယ်စပိဘာတစ်ချက်ပြန်ချလိုက်အဲ့လိုမျိုးပေါ့နော်နောက်ဆုံးပါရေးတယ်ဆိုတော့ချစ်စရာကောင်းတဲ့ပုံစံဖြစ်လုပ်ပေးပါလို့ကျွန်တော်အဲ့လိုမျိုးထည့်ရေးလိုက်တယ်ပြီးတော့ဒီမြားလေးကိုနှိပ်တယ်ပေါ့နော်ကိုက free သုံးနေတဲ့အတွက်နည်းနည်းအချိန်နည်းနည်းကြာရင်တော့ကြာနေတယ်ပေါ့နော်ဒီ ChatGPT ကဘယ် AI မဆိုဒီလိုပါပဲကိုက free သုံးနေတော့စောင့်နည်းနည်းစောင့်ပေးရတာပေါ့ဒီလိုစတစ်ကာပုံစံတွေလုပ်လို့ရတဲ့ AI တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ကအခုဒီ ChatGPT နဲ့လုပ်နေလေးကိုလာလုပ်ပြတာပေါ့โอเคပုံလေးရလာပြီစာသားတွေကတိတ်တော့မမှန်ဘူးပေါ့နော် AI နဲ့ဆိုတော့သူကဒီ ChatGPT ကမြန်မာစာကိုအဲ့လောက်ကြီးမကျွမ်းဘူးဗျမြန်မာစာကောင်းကောင်းနဲ့လို့ရှင်တော့ဒီ Gemini တို့Gemini ဆိုတော့မြန်မာစာမှန်တယ်အဲ့ဒီ AI ကမြန်မာစာမှန်တယ်အဲ့ဒီ AI လို့ဆိုโอเคဒါလောက်နဲ့ဆိုရင်တော့ ChatGPT ကိုသုံးပြီးတော့ဒီလိုစတစ်ကာပုံစံလေးလောက်တာကိုလောက်တော့ပါပြီထင်တယ်နော်ဒီဗီဒီယိုကတော့လောက်ပါပဲနောက်ထပ်ဗီဒီယိုပြန်ဆက်ကြမယ်တခြားသိချင်တဲ့လည်းရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ် bye